အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဒေါက်တာနေလင်းအောင်ပါကျွန်တော်ကဒေါက်တာနေလင်းအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့် challenge လေးကတော့ဒီ MMDSC Radiology Entrance Examination ဖြေခြင်းတဲ့ဆရာဆရာမတွေအတွက်ဘာကြီးကြည့်ရမလဲဆိုတာလေးပြောပြပေးမှာဖြစ်ပါတယ်MSc ရဲ့ Entrance Examination မှာဆိုရင်ကျွန်တော် written by ပါဖြေရပါမယ်အကြောင်းတရားမှကာလကလည်းဖြစ်ပါတယ်ဘာကြီးကြည့်ရမလဲဆိုရင် Granger Lesson MCQ ပုံ200ဒီလိုဆိုရင်1000 MCQ 318ပုံ Billion Let MCQ 360 OG MCQ 98ပုံ Book question 902ပုံစုပေါင်း1687ပုံကြည့်ရမှာဖြစ်ပါတယ်အဲဒီအတွက်စာအုပ်လေးရလည်းကျွန်တော်ပြုစုထားပြီးသားဖြစ်ပါတယ်ကျွန်တော်စိတ်ဝင်စားတဲ့ဆရာဆရာမတွေလည်းကြည့်လို့ရပါတယ်ဟိုကြာအလီစင်ကတော့ကျွန်တော်တို့ဒီ2004ခုနှစ်မှာထုတ်ခဲ့တဲ့ Foundation ပါဝင်းစာအုပ်မှာတော့ကျွန်တော်တို့ပုံပေါင်း486ပုံပါပါတယ်ကြည့်နိုင်တဲ့သူကတော့486ပုံလုံးကြည့်လို့ရပါတယ်တကယ်အခက်အတွက်ကတော့ဖြစ်နိုင်ရင်ကျွန်တော်တို့ဒီအခက်အတွက်တက်ရှိရဲကျွန်တော်တို့ခွင့်ရစီကိုပုံနေရတော့အဖြစ်မလို့ mask ကိုကြည့်ရမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ဒီဘက်စဉ်ပေါင်းစံ MCQ တွေရတယ်ကျွန်တော်တို့318ပုံကြည့်ရမှာဖြစ်ပါတယ်ဟော318ပုံဒီဘက်စဉ်တွေကကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟိုကြာရင်စာရီအတွက်ဆိုရင် Billion Let စာရီ MCQ တွေကကျွန်တော်တို့ပုံ360ကြည့်ရမှာဖြစ်ပါတယ်ဗီဒီယိုလောက်ကြီးနဲ့ဆိုင်တဲ့ MCQ ကိုကြည့်ရမှာဖြစ်ပါတယ်နောက်ကြရင်ကျွန်တော်တို့ဒါတော့ OG ပါ OG နဲ့ဆိုင်တယ် Radiology နဲ့ဆိုင် OG ကဒီပုံ98ပုံပေါ့နော်ဒါတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်နောက် Book question ပါ Book question တွေကိုကျွန်တော်စုစည်းပေးထားပါခေတ်ဆက်သက်ကနေခဲ့တဲ့ Book question တွေကိုပြန်ပြီးတော့ကျွန်တော်ရတဲ့လောက်စုစည်းပေးထားဖြစ်ပါတယ်နေရာရတော့ကျွန်တော်ဟိုတက်နိုင်လောက်စုစည်းပေးထားဖြစ်တဲ့အတွက်မားပါနေတော့ခွင့်လုပ်ပေးဖို့တောင်းပန်ပါတယ်ကျွန်တော်ကတော့တက်နိုင်တဲ့လောက်တော့အဆင်ပြေအောင်လုပ်ထားပေးပါတယ်ဆရာဆရာမကိုလေးလာရလို့ကူအောင်လေကျွန်တော်ဘေးနားမှာ tip လေးနောက်တော့ချက်လက်လေးတွေပုံလေးတွေကိုတစ်ခါတည်းထည့်ပေးထားဖြစ်ပါတယ်ကျွန်တော်မန်မိုးလေးလေးပါထည့်ပေးထားပါတယ်ကျွန်တော်နောက်ဆုံး2024ခုနှစ်ကနောက်ဆုံးပြင်ထားတာပါဒီနောက်ပိုင်းမှာကျွန်တော်ပြန်ပြီးတော့ချက်လုပ်ရသေးပါဘူး2024နှစ်ကျွန်တော်မဖြေခင်နောက်ဆုံး update လုပ်ခဲ့တဲ့ပါရှင်ပါဒါဒီမှာဆိုတော့ MCQ ကိုကျွန်တော်တို့902ပုံပေါ့နော်902ပုံပါမယ်ဒီအောက်ကကျန်တဲ့ MCQ တွေကတော့ကျွန်တော်တို့အရင်ဒီပေးတဲ့ဟောဒီ Granger Lesson ဆိုတော့ Granger Lesson Book question တွေကိုပဲတကယ်စောင့်တဲ့ Book question တွေကိုပဲကျွန်တော်ပြန်စုပေးထားတာပါဟိုကတော့ Granger တို့ကျွန်တော် Billion Let တို့ဒီဘက်စင်တို့တွေကအရင်မေးဘူးတဲ့မေးခွန်းအဟောင်းတွေကိုပြန်စုပေးထားတာပါဒီဟိုကပြန်တဲ့စာမျက်နှာတွေကတော့ကဒါနောက်ဆုံးစာမျက်နှာတွေကတော့ကျွန်တော်က mass note တွေပေါ့ဒါတွေကမဖြစ်မနေဟိုကြည့်ရမယ်စာ MCQ တွေဒါတွေရောနောက်ဆုံးမှထည့်ပေးထားပါတယ်ဒါတွေဒီမဖြစ်မနေ mass note mass land ဒီတော့ဒီလာမယ် MCQ တွေပါအဲရောနောက်ဆုံးမှထည့်ထားပေးပါတယ်ဒီလောက်ပါပဲဒါရေး share ဆိုရင်ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီလောက်ကြက်တဲ့ဆိုရင်ကိုကျွန်တော်တို့ advanced examination အဆင်ပြေမယ်လို့စပါတယ်စာ Radiology ကစာရတော့အများများပါတယ်ဒီရတဲ့စာရအများများပါတယ်
Warner Bias ဆရာဆရာမတွေဒီစာအုပ်တွေကိုလည်းကျွန်တော်ရဲ့ Telegram channel မှာ free ပေးထားဖြစ်ပါတယ်တကယ်ဖြည့်ချင်တဲ့ဆရာဆရာမတွေကျွန်တော်ကို Messenger ဖြစ်ဖြစ်ဆက်သွယ်ပေးလို့ရပါတယ်ကျွန်တော်ရဲ့ Telegram နဲ့ပြောပါမယ်တချို့သိရတဲ့လူတွေလည်းသိပါတယ်သိရတဲ့လူတွေရတဲ့ဆင်လည်းဝင်မဆုံးလို့ရပါတယ်ကျွန်တော်ပေါင်းမှဝင်နေတဲ့သူတွေပဲရှင်တဲ့သူတွေအတွက်ကို restrict လုပ်မထားပါဘူးကျေးဇူးတင်ပါတယ် Radiology Entrance Examination အောင်မြင်ကြပါစေ